ခဏမှားနေတယ်ခဏရောနေတယ် for နဲ့ since လေးကိုဒီနေ့မှာဘယ်လိုနေရာတွေမှာသုံးရမလဲဆိုတာတခြားပြောပြပေးသွားမယ်တခါလေးမှတ်သွားပြီပါနော် for ကိုဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်နာရီ hours for 3 hours နောက်တစ်ခုကရက်သက်တစ်ပတ် weeks လို့ခေါ်တဲ့ရက်သက်တစ်ပတ်ဒီမှာသုံးတယ် for 2 weeks နောက်တစ်ခုကကျတော့နှစ်တွေမှာလည်းသုံးတယ်ပေါ့နော် for 5 years for 5 years ပြီးရင် for ကိုအကြာကြီးဆိုတဲ့နေရာမှာလည်းစကားပြောတဲ့နေရာမှာလည်းတချို့သုံးတယ် like a long time for a long time for a long time ဆိုပြီးတော့မှဒီ for လေးကိုသုံးပြီးရပေါ့နော် since ကကျတော့သူနည်းနည်းလေးတော့꿰သွားမယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် yes ဆွဲတွေ yes ဆွဲတွေပြောတဲ့အခါမှာတချို့သုံးတယ် example since January 1st ပြီးရင် year တွေမှာလည်းသူ့ကိုပြန်ပြီးတော့သုံးပေးရယ် since 2010 since 2010ပြောမှဆိုရင် year နှစ်တည်းရဲ့number ဆင်လိုက်လေးကိုပြောချင်တာပေါ့နော်ပြီးလို့ရှိရင် day ဆိုလို့ရှိရင်ဘယ်လိုသုံးလဲဆိုရင် since last Monday since last Monday နောက်တစ်ခုကကျတော့နောက်ဆုံးအနေနဲ့သူ့ကိုဘယ်နေရာမှာသုံးလဲဆိုရင် event အတွက်ဖြစ်ရတဲ့အတွက်သုံးတယ်ပေါ့နော် so since he loved သူထွက်သွားပြီးခေလေးက since he loved ဆိုတော့နားလည်သွားပြီဆိုလို့ရှိရင်ဒီချက်ကို comments မှာ yes လို့ပြောသွားပြပါနော်